ဒီရပိုင်းထဲမှာစိတ်တွေဘလို့မှအဆင်မပြေဘူးလားဝမ်းနေနေစိတ်တွေလည်းရမ်းတုန်နေအဲ့ဒါအကုန်လုံးဘယ်ကနေပေါက်ဖွာလာရလဲဆိုလို့ရှိရင်တောင်ကြီးနဲ့ရန်ကုန် project တောင်ကကျွန်တော်ရန်ကုန်မှာအားကြရတဲ့သူတွေအောင်မြင်နေတဲ့သူတွေချမ်းသာကြွယ်ဝနေတဲ့သူတွေအောင်မြင်မှုဆိုတဲ့အရာကြီးကိုရယူထိုင်းနေတဲ့သူတွေဒီလိုလူတွေနဲ့တွေ့ကြရတယ်ကျွန်တော်အားလေးကြားတယ်သူ့လိုလည်းဖြစ်ရှင်တယ်သူတွေကလူတယောက်အနေနဲ့ဒီလိုမဖြစ်လာတဲ့အတွက်ပဲကျွန်တော်ဝမ်းနေမိရပါစိတ်တုန်မိရပါကျွန်တော်တေချာလေးပြန်စဉ်းစားကြည့်လိုက်တော့မှကျွန်တော်တွေ့ခဲ့ရတာအခုလိုအောင်မြင်တဲ့သူတွေပဲမဟုတ်ခဲ့ဘူးကျွန်တော်တွေ့ခဲ့ရတဲ့လူတွေထဲမှာနည်းနည်းလေးသူများရဲ့နဲ့မတူရဲ့ဒီတချို့ကျွန်တော်တွေ့ခဲ့ရတယ်တော်တော်လေးကိုမှစိတ်ဝင်စားစရာကောင်းတဲ့သူလို့ပြောနေတယ်မားမယ်တော့ကျွန်တော်မထင်ဘူးကျွန်တော်လုပ်ပြီးခဲ့ဘူးတဲ့ project လေးကိုကျွန်တော်ပြန်ကြည့်နေနေမှာဒီဘေးရနည်းနည်းလေးထူးဆန်းတာလေးကိုကျွန်တော်စပြီးတော့သိထားမိတယ်ပထမဦးဆုံးကတော့ B-boy ဘလို့ကိစ္စပဲလာကနေရရင်ပြီးရောဆိုရဲလူတွေပဲလောက်မသိဘူးအောင်မြင်နိုင်ပြီးရှိပြီးကနေရရင် okay ရဆိုရဲသူမျိုးတွေလို့ကျွန်တော်ထင်တယ်yes ဒါကတော့ B-boy တန်လာပဲပေါ့လေသူတို့အတွက်တော့အကရရပါပဲနောက်ထပ်တွေ့ခဲ့ရတဲ့သူကတော့ skate guy ကျွန်တော်ရဲ့အမြင်မှာတော့ဒီအားကစားကအထလဲကြရဲခံစားချက်နဲ့အတူစီးမျောလို့ရတယ်အရာတစ်ခုလို့လည်းကျွန်တော်မြင်အရန်မိုက်တဲ့အားကစားတစ်ခုပဲဗျာနောက်တစ်ခုကတော့ music guy အရာကိုအမှုပညာတန်ဆင်တဲ့အဖြစ်ပြောင်းနေသူတွေပေါ့လေအခုမြင်ခဲ့ရတဲ့နေရာတော့ကျွန်တော်ကောတခြားသူရောမြင်နေတာမန်မြင်နေပေါ့လေနားထောင်လို့ကောင်းလုံးနဲ့တန်ဆင်နေအရန်မှမိုက်တဲ့ကကွက်တွေလာပပစကေကွက်လေးဒီဟာရဲ့နောက်ွယ်မှာတော့လူတွေတတိမထားမိခဲ့တဲ့တယောက်တည်းလေ့ကျင့်နေကြရတဲ့အချိန်တွေဘူးမှမကြည့်လို့ကနေကြရတာအများတန်းလေ့ကျင့်နေကြရတယ်ဘယ်လောက်မောပြန်ထနေကြရတန်စင်လေးတစ်ခုအတွက်ရင်းနေရတဲ့အချိန်တွေရိုက်ချက်လေးတစ်ခုအတွက်ပြီးကြရတဲ့ကိစ္စမျိုးကျွန်တော်တို့မကြချုံးစင်နေမလဲကြစင်နေလို့ပြောလို့ချင်းကျွန်တော်ဒီစကားလက်ခံမှာမဟုတ်လဲကြပလေးစီကြာချုံးပလေးစီလဲကြရင်ပြန်ထားမယ်ကြာချုံးရင်ပြန်ဆမယ်ဘာကြောင့်မဖြစ်ဖြစ်ကျွန်တော်ဒီခီးကိုဆက်ပြီးတော့ရှောင်းနေThis is the fucking G.